ကဲနောက်တစ်ခါဆ iam ကဘာတင်ပါလဲဆိုတော့ဒီလာဆိုတဲ့စကားလုံးရဲ့ယောဆိုတဲ့စကားလုံးရဲ့ကိုဆ iam တင်မှာဖြစ်ပါတယ်။ဘာစကားလုံးတင်ပါလဲလာဆိုတဲ့စကားလုံးရဲ့ယောဆိုတဲ့စကားလုံးရဲ့ကိုတင်မယ်။ဒီစကားလုံးကလေဆ iam ပြောပြမယ်ဒီမှာကြည့်နေကောင်းလားထမင်းစားပြီးပြီလားရေတောက်နေရလားထမင်းစားနေရလားအတန်းတက်နေရလားအိတ်နေရလားအဲ့တော့လာဆိုတဲ့စကားလုံးကနောက်ဆုံးမှာမဟုတ်လားနော်အဲ့ဒါကိုနောက်ဆုံးမှာမပြောဘဲနဲ့ဆ iam တို့ကနေလားကောင်းထမင်းလားစားရေလားတောက်လို့ပြောလို့မရအောင်လားတွေကိုအလေထဲထည့်ပြီးအလေဒီရဲ့လားဆိုတဲ့စကားလုံးဒီရဲ့နေ့ရဲ့လားအမဆိုတဲ့ဟာတွေအဲ့လိုတွေပြောလို့မရအောင်လားဆိုတဲ့စကားလုံးကမေးခွန်းဖြစ်တဲ့အတွက်ဘလို့အခြေအနေမျိုးပါဘလို့အခြေအနေမျိုးပါပဲရောက်ရောက်စာကြောင်းဘလောက်ထိပဲရှိရှိအကြောင်းတစ်ထောင်ထိပဲရှိရှိသူလားအနောက်ဆုံးမှာတစ်လုံးလေးပါတယ်ဆိုရင်ဒီလားကိုစာကြောင်းရဲ့နောက်ဆုံးမှာပဲထားရမယ်ဘလို့အခြေအနေမျိုးပါပဲမဆိုလားဆိုတဲ့စကားလုံးကစာကြောင်းရဲ့ဘယ်မှာထားပေးရမလဲနောက်ဆုံးမှာထားပေးရမယ်ယောဆိုတဲ့စကားလုံးလဲထိုနည်း၎င်းပဲဆရာမတို့ကနင့်ဖေရောနင့်အမရောနင့်အမရောအဲ့လိုမပြောဘဲနဲ့နင်ရောအမနင်ရောအဖေနင်ရောပတ်စံပြောလို့မရအောင်ဒီယောဆိုတဲ့စကားလုံးကလည်းဘလို့အခြေအနေမျိုးပါပဲမဆိုဘလို့အခြေအနေမျိုးပါပဲရောက်ရောက်ယောဆိုတဲ့စကားလုံးကအနောက်ဆုံးမှာထားမယ်အဲ့တော့ဆရာမတို့အနောက်ဆုံးမှာထားမယ့်စကားလုံးကဒီလားဆိုတဲ့စကားလုံးရယောဆိုတဲ့စကားလုံးကစာကြောင်းရဲ့ဘယ်မှာပဲထားမလဲဆိုတော့နောက်ဆုံးမှာပဲထားရမယ်ဘလို့အခြေအနေမျိုးပါပဲရောက်ရောက်တော့စာကြောင်းရဲ့ဘယ်မှာပဲထားရမလဲနောက်ဆုံးမှာပဲထားရမလဲပြန်ပြောမယ်စာကြောင်းမှာစာကြောင်းရဲ့အနောက်ဆုံးမှာထားရမယ့်စကားလုံးနှလုံးရှိတယ်ဘာရဲ့လဲလားဆိုတဲ့စကားလုံးရဲ့ယောဆိုတဲ့စကားလုံးရဲ့ဒီစကားလုံးတွေကဘလို့အခြေအနေမျိုးပါပဲဖြစ်စာကြောင်းရဲ့ဘယ်မှာထားရမလဲနောက်ဆုံးမှာပဲထားရမယ်အလဲမှာပဲလာစာကြောင်းရဲ့အနောက်ဆုံးမှာရှိနေရင်မြင်ရတာနဲ့အလဲမှာပဲလဲလာထားခွင့်မရှိဘူးစာကြောင်းရဲ့အရှိဆုံးမှာလာထားခွင့်မရှိဘူးเนาะအဲ့တော့လားဆိုတဲ့စကားလုံးတရုတ်လိုအတန်ထွက်တယ်မယ်မာလားဆိုတဲ့စကားလုံးကကြတော့မာလားဆိုတဲ့စကားလုံးကမာယောဆိုတဲ့စကားလုံးကနနဲလည်းမဟုတ်ဘူးเนาะယောဆိုတဲ့စကားလုံးကနယောဆိုတဲ့စကားလုံးကနယောဆိုတဲ့စကားလုံးကနပြန်ပြောမယ်လားဆိုတဲ့စကားလုံးကမာယောဆိုတဲ့စကားလုံးကနဒီစလုံးနှလုံးကိုစာကြောင်းရဲ့ဘယ်မှာပဲထားရမလဲပြည့်တဲ့စာကြောင်းရဲ့ဘယ်မှာပဲထားရမလဲအနောက်ဆုံးမှာပဲထားပြရမယ်ဘလို့အခြေအနေမျိုးပါပဲလာစာကြောင်းရဲ့နောက်ဆုံးမှာပဲထားပြရမယ်ကဲအဲ့တော့ဆရာမတို့ကအခုနကနင့်ရဲ့အမလားဆိုပြီးသုံးတော့မယ်ရဲ့ဆိုတဲ့စကားလုံးကိုဆရာမမတင်ထားဘူးလားရဲ့ဆိုတဲ့စကားလုံးရဲ့ဆိုတဲ့စကားလုံးကိုမတင်ထားဘူးလားအခုလေးပဲတင်ထားတယ်ရဲ့တဲ့တာဟာဆိုတဲ့စကားလုံးတဲဆိုတဲ့ပုံစံနဲ့တင်ထားတယ်နင့်ရဲ့အမလားဒီမှာရဲ့တဲ့တာဟာเนาะတဲဆိုတဲ့စကားလုံးနင်ဆိုတဲ့စကားလုံးကလူပုဂ္ဂိုလ်၃ဦးထဲမှာပါတယ်ဟုတ်တယ်เนาะနင့်ရဲ့အမဆိုတာလဲဆရာမတင်ထားတယ်အမကျေကျေလားဆိုတဲ့စကားလုံးကနောက်ဆုံးမှာဖြစ်တဲ့အတွက်ဒီစကားလုံးကိုနင်ဆိုနင်ကိုလိုက်ရှာရဲ့ဆိုရင်ရဲ့ကိုရေးမယ်အမဆိုအမကိုရေးမယ်လားဆိုရင်လားကိုရေးမယ်ဒါပေမဲ့မီးနင်းနေရတော့အကုန်ရနေရမယ်เนาะနင့်ရဲ့အမလားเนาะနောက်တစ်ခုကသူ့ရဲ့ပတ်စံလားဒါလည်းအတူတူပဲလားဘယ်မှာရှိနေလဲနောက်ဆုံးမှာပဲနောက်ဆုံးမှာရှိနေတဲ့ဒါနဲ့ဒီကြားထဲထည့်ရေးလို့ရလားမရဘူးဒီအရှိရလာရေးလို့ရလားမရဘူးအဲ့တော့သူ့ရဲ့ပတ်စံလားဆိုလဲအတူတူပဲသူနေငါသူဆိုရင်သူဆိုတာလူပုဂ္ဂိုလ်တွေမှာပါတယ်အဲ့တော့သူဆိုတဲ့အဓိပ္ပာယ်ထားရဲ့ဆိုတဲ့အဓိပ္ပာယ်ကတဲနော်ပတ်စံဆိုတဲ့အဓိပ္ပာယ်ကိုဆရာမသင်ခဲ့တယ်ချင်လို့သင်ခဲ့တယ်နော်လားဆိုတဲ့အဓိပ္ပာယ်အဲ့တော့သူ့ရဲ့ပတ်စံလားနော်ဒီမှာလာမအဲ့တော့ထားတဲ့ချင်မဆိုဖြစ်သွားတယ်သူတို့ရဲ့ပတ်စံလားခုနဆရာမတင်ခဲ့တယ်သူတို့ဆိုတဲ့စကားလုံးလည်းတင်ထားတယ်ငါတို့ဆိုတဲ့စကားလုံးလည်းတင်ထားတယ်အဲ့တော့ရဲ့ဆိုတဲ့စကားလုံးကလည်းအခုဆရာမအခုနတင်ထားတယ်ရဲ့တဲ့တာဟာတဲနော်ငါတို့ရဲ့ပတ်စံဆိုတဲ့အဓိပ္ပာယ်ကိုလည်းတင်ထားတယ်မိဘဆိုတဲ့စကားလုံးလည်းမတင်ထားဘူးလားအဲ့တော့သူတို့ဆိုသူတို့ကိုရှာရေးမယ်ရဲ့ဆိုရဲ့ကိုရေးမယ်ပတ်စံဆိုပတ်စံကိုရေးမယ်လားကိုနောက်ဆုံးမှထားမယ်သူတို့ရဲ့ပတ်စံလားငါတို့ရဲ့မိဘလားနော်ငါဟာလားဟာဆိုတဲ့အဓိပ္ပာယ်ဆရာမမတင်ထားဘူးလားငါဟာလားရဲ့တဲ့တာဟာဒီရဲ့စာချောင်းတွေပါလေရဲ့ဆိုတဲ့စကားလုံးတဲ့ဆိုတဲ့စကားလုံးတာဆိုတဲ့စကားလုံးဟာဆိုတဲ့စကားလုံးပါတယ်ဆိုတာ ਨੇ ဘာသုံးရမှာတဲဆိုတဲ့စကားလုံးသုံးရမှာဒီမှာငါဟာလားဆိုရင်လူပုဂ္ဂိုလ်ငါဆိုတဲ့အဓိပ္ပာယ်လူပုဂ္ဂိုလ်လေငါဝေါ်ဟာဆိုတဲ့အဓိပ္ပာယ်တဲဝေါ်တဲ့လားဆိုတဲ့စကားလုံးဘယ်လိုပြောမလဲမဒါဆိုရင်ဝေါ်တဲ့မနေဟာလားဆိုလဲအတူတူပဲနင်ဆိုတဲ့စကားလုံးကနီဟာဆိုတဲ့အဓိပ္ပာယ်ကတဲလားဆိုတဲ့စကားလုံးကမနီတဲ့မကြည့်နေအကိုရောနင်ဆိုတဲ့အဓိပ္ပာယ်ကနီအကိုဆိုတဲ့အဓိပ္ပာယ်ကကောရောဆိုတဲ့အဓိပ္ပာယ်နနီကောကောနလိုက်ဆိုကြည့်မယ်နီကောကောနနေအကိုရောဆိုရင်နီကောကောနအဲ့ဒါကိုမှနေအကိုရောဆိုတဲ့စကားကိုနီကောကောနှဲအဲ့လိုမျိုးတွေဆိုလို့မရအောင်နော်နေပတ်စံရောဆိုလဲနီချန်နှဲအဲ့လိုမျိုးဆိုလို့မရအောင်နော်နန်းလို့ဆိုရမယ်တော့လေယောဆိုတဲ့စကားလုံးကလေပမာလို့ပြောရင်တော့မှနင့်ကိုရောနင့်မရောနင်တို့အမရောအဲ့လိုမျိုးမပြောဘူးလားယောဆိုတဲ့စကားလုံးကမသိမတာလေအဲ့ဒါယူပါနင့်အကိုရောနင့်အမရောနင့်တို့အမရောအဲ့မျိုးမေးလို့လားမမေးဘူးအဲ့တော့ဒီစလုံးလေးတွေကဆာမတို့ကဖော့လေးတန်ဖော့လေးပြောပြီးဆိုတော့ရမယ်နင့်အကိုရောဆိုနီကောကောန